ဘာသာတွေမှာဟဲကက်ကွန်လက်တာစကင်အတွက်စောင့်နေသူရှိလားနောက်လားဆိုဟဲကက်ကွန်လက်တာစကင်လာတော့မှဆိုတော့ဘာသာတွေမှာနိုင်မဲ့လူရှိရဲဆိုရင်ကျွန်တော်ခုပြောပြမယ့်အချက်လေးကိုလိုက်နာပေးပါအဲ့ဒါဆိုရင်တော့တေချာဘောရကိုကြားနိုင်ပါတယ်ပထမဆုံး event လာတဲ့ရက်မှာနေကျွန်တော်ဒိုင်မွန်9အဖြစ်မယ်ပြီးရင်တန်တော်ဆွဲမယ်ပိုးတဲ့ဒိုင်မွန်လေးတွေကို COA နဲ့ထပ်ပြီးတန်တော်ဆွဲလိုက်မှာပေါ့နော်အဲ့ဒါဆိုရင်အချိန်20ပြည့်သွားမယ် Starlight ဝင်ထားရင်တော့ပိုကောင်းတယ်အဲ့မှာလည်း free ticket တွေအကုန်လုံးအပြည့်ရမှာအဲ့လိုဒိုင်မွန်9နဲ့တန်တော်ဆွဲပြီး Starlight ကတွေဝယ်လိုက်ပြီဆိုရင်စုစုပေါင်း free ticket ကကျွန်တော်တို့6ကတ်နဲ့10ကတ်ကြာရပါတယ်အဲ့တော့ကျွန်တော်တနေ့ထဲမှာနေ draw 30ပြည့်သွားပါပြီ event ကာလရက်30ကြာတာမို့လို့ကျွန်တော် daily draw နဲ့ဆွဲမယ်ဆိုရင်ရက်30စာအတွက်950 COA သုံးဖို့ဒိုင်မွန်လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တေချာပေါက်တွက်ကြည့်လိုက်မယ်ဆိုရင်850နဲ့950ဆိုရင်1600ပါအဲ့မှာစုပေါင်းအကြိမ်က60ဖြစ်သွားပါပြီအဲ့တော့ကျွန်တော်တို့အကြိမ်10ကြိမ်နဲ့12ကြိမ်တော့ပဲလိုပါတော့တယ်အဲ့ဒါကတော့လက်ကျန် COA 900တော့နဲ့လှည့်လိုက်ရပါပြီစုစုပေါင်းအခုကျွန်တော်တက်ပြသွားတာ1600 plus 900ဆိုရင်2100ပဲကုန်ပါတယ်2100 2200ဝန်းကျင်လောက်နဲ့ collector skin တစ်ခေါက်ရမှာဆိုတော့လုံးဝအောင်တန်ပါတယ် Hacker collector skin ကလည်းတော်တော်လှတဲ့ထင်ပါတာမို့လို့ဘာသာတော့နိုင်မယ်ဆိုရင်တော့ကျွန်တော်ပြောတဲ့နီးလန်းလေးတိုင်းနိုင်ကြည့်ကြပါဗျာ